မရယာမျိုးရဲ့အနောက်ဘက်ကမ်းနားလန်းညာဦးပိုင်းလီအေးတွေကအေယာဝတီမြစ်ထဲကနေတိုက်ခတ်လာတိုင်းအဲ့ဒီလေးတက်တိုက်တဲ့ကြီးကတော့ထူးထူးခြားခြားပိုပြီးအေးစိမ်နေတတ်ပါတယ်အပြင်းမှန်းကြည့်ရင်ခင်မီပြီးလှပလုံးနဲ့အဲ့ဒီတိုက်တဲ့ကြီးရဲ့အုံမြင့်အောင်မှာဆယ်စုနှစ်တစ်ခုစာနာကြည့်မှုတွေနဲ့အတူအတက်ပြောက်ခဲ့ရတဲ့အမှန်တရားတစ်ခုမြုပ်နှံထားတယ်ဆိုတာဘယ်သူသိနိုင်မှာလဲအတကြီးတဲ့မိမကြီးတစ်ယောက်ရဲ့ရက်ဆက်မှုตายရတဲ့မိသားစုတစ်ခုရဲ့ပြုတ်ကွဲမှုနဲ့တွေးဆွခဲ့တဲ့လက်တွေကြောင့်အိမ်မက်ဆိုးတွေအဖြစ်ပြောင်းလဲသွားခဲ့တဲ့ညများစွာအခုတင်ဆက်ပေးမယ့်ဇလန်းလေးကတော့ကျိန်စာတင်နေတဲ့အဲ့ဒီတိုက်တစ်ကြီးတွေကနေဒီနေ့ထိပဲ့တင်ထပ်ထွက်ပေါ်နေစေဖြစ်တဲ့အော်ဟစ်တန်တွေနဲ့လေးတဲ့တိုက်တစ်ကြီးရဲ့မြေကြီးတွေကအမှန်တရားဆိုတဲ့ထိတ်လန့်ခြောက်ခြားပွဲရာဝိထုရှိကြီးပဲဖြစ်ပါတယ်ဇလန်းလေးကိုနားဆင်လိုက်ကြပါစို့လားရှင်မရယာမျိုးရဲ့အနောက်ဘက်ကမ်းနားလန်းဟာညဘက်ဆိုရင်အေယာဝတီမြစ်ထဲကတိုက်ခတ်လာတဲ့လေအေးတွေကြောင့်ချမ်းစိမ့်စိမ့်နိုင်လာပါတယ်။လွန်ခဲ့တဲ့တစ်နှစ်ကဒီနေရာမှာလေးတက်တိုက်တဲ့ကြီးစတင်ဆောက်လုပ်တဲ့အချိန်တုန်းကပေါ့။ဟဲ့ကောင်တွေမြန်မြန်လောက်ကြစမ်းကိုကရစ်ဖြော်တာအချိုးမကြရင်အဖွားကြီးကလာဆူနေအောင်မယ်။ဆောက်လုပ်ရေးအလုပ်သမားခေါင်းဆောင်ကအော်ဟစ်နေတယ်။အင်ရှင်ဖြစ်တဲ့အသက်60ကျော်ဒေါ်တန်းရင်ဟာအိမ်ဆောက်တဲ့နေရာမှာအရန်စီးစက်သူဖြစ်ပါတယ်။ငငယ်ကရွာသူစင်းရဲသားဘွားကနေသူမယောက်ျားဦးတင်မောင်ရဲ့စီးပွားရေးတွေကြောင့်အခုလိုချမ်းသာလာတာဆိုတော့အဆန်ရဲ့တန်ဖိုးကိုသိသလိုအလုပ်သမားတွေကိုလည်းတပြားဖို့ဆိုတပြားဖို့ခိုင်းတတ်တဲ့သူဖြစ်ပါတယ်။ဒါပေမဲ့မြင်ကြီးတဲ့အုံမြင့်ချတဲ့ညကထူးခြားတဲ့အဖြစ်အပျက်တစ်ခုရှိခဲ့တယ်။အမေအားလုံးစင်သင့်ဖြစ်ပြီလားဒေါ်တန်းရင်ရဲ့သမီးမျိုးမျိုးနဲ့တမက်ဖြစ်သူမောင်မိုးတို့ဟာလှုပ်လှုပ်ရှားရှားဖြစ်နေကြတယ်။သူတို့မျက်နှာတွေမှာချွေးစေးတွေပြန်နေပါတယ်။အနားမှာတော့ကြီးမားတဲ့အထုပ်ကြီးတစ်ထုပ်ဟာအဝိစာတွေနဲ့ပတ်ထားလျက်သားအေးမြန်မြန်လောက်ဟဲ့ဒီအဖိုးကြီးငါ့ကိုတစ်သက်လုံးဒုက္ခပေးခဲ့သမျှအခုဒီအိမ်ကြီးရဲ့အောက်မှာအပီးပိုင်ငိမ့်ငိမ့်လေးနေသွားရတော့မယ်ဒေါ်တန်းရင်ရဲ့အတန်ကအေးဆက်ဆက်နဲ့ကြောက်စရာကောင်းလာတယ်ဦးတင်မောင်ဟာစီးပွားရှာကောင်းသလောက်မိမရှုပ်ခဲ့တာဒေါ်တန်းရင်သိတာပေါ့ငငယ်ကလေးကယောက်ျားဖြစ်သူပွေသမျှကိုငွေနဲ့လိုက်ပြီးရှင်းရတာတွေကသူမကိုရက်ဆက်တဲ့မိမကြီးတစ်ယောက်ဖြစ်လာစေခဲ့တယ်အခုတော့တိမခံနိုင်တော့တဲ့အစုံသူမကိုယ်တိုင်တက်ပစ်လိုက်ပြီးကိုမိုးရဲ့နည်းနည်းကူမဆန်းပါအောင်အမေဒါကြီးကအရန်လေးတာပဲမောင်မိုးနဲ့မျိုးမျိုးတို့ဟာဒေါ်တန်းရင်ရဲ့ညွှန်ကြားချက်အတိုင်းဦးတင်မောင်ရဲ့အလောင်းကိုအုံမြင့်ကျင်းထဲကိုတွန်းချလိုက်ကြတယ်။အုံမြင့်ထဲမှာကွန်ကရစ်တွေလောင်းချလိုက်တဲ့အခါမှာတော့အားလုံးဟာအမှောင်ထဲမှာပျောက်ကွယ်သွားပါတော့တယ်။ဒေါ်တန်းရင်ကအိမ်တွေအများကြီးဆောက်ဘူးသူမို့အလောင်းကိုကွန်ကရစ်လောင်းရင်အနက်မထွက်ဘူးဆိုတာသူမကောင်းကောင်းသိနေတယ်။ကဲပြီးပြီဟဲ့။မနေ့ကျရင်အလုပ်သမားတွေလာတဲ့အခါဘာမှမသိစေနဲ့။ငါယောက်ျားခရီးထွက်သွားပြီလို့အားလုံးကိုပြောထားလိုက်မယ်။သူမရဲ့စကားအဆုံးမှာကန္နာလန်ကခွေးတွေဟာတပြိုင်တည်းဝိုင်းဥကြတော့တယ်။တိုက်အောက်ချင်းမှာမြုပ်နေတဲ့ဦးတင်မောင်ရဲ့ဝိညာဉ်ဟာငြိမ်သက်သွားမှာလား။ဒါမှမဟုတ်ဂလက်စားချေဖို့စောင့်နေမှာလားဆိုတာတော့ဘယ်သူမှမသိနိုင်ပါဘူး။တိုက်ကြီးကတဖြည်းဖြည်းအချောတက်လာတယ်။ဒါပေမဲ့စောက်လုပ်ရေးသမားတွေကြားမှာထူးဆန်းတဲ့ကောလာဟာလာတွေထွက်လာတယ်။ကိုကြီးကျွန်တော်မင်းကြီးကမြင်ကြီးထဲမှာအိတ်နေတော့တယောက်ကကျွန်တော်ရဲ့ခြေထောက်ကိုလာဆွဲသလိုပဲဗျ။အလုသမားလေးတစ်ယောက်ကကြောက်ကြောက်လန့်လန့်နဲ့ပြောတယ်။ညဘက်ဆိုရင်တိုက်အောက်ခြေကနေတောက်ဆိုတဲ့အတန်တွေကြားရတတ်တယ်။တခါတလေမှာတော့လူတစ်ယောက်ရုန်းကန်နေတယ်လို့အတန်မျိုးတွေပေါ့။ဒါပေမဲ့ဒေါ်တန်းရင်ကတော့ဒါတွေကိုဂရုမစိုက်ဘူး။သူမဟာအိမ်အစ်ကြီးကိုအမြန်ဆုံးပြီးချင်နေတာပဲရှိတယ်။အိမ်ပြီးကန်ဒီတညမှာတော့ခွေးတွေဟာအိမ်ရှိကနေအိမ်ထဲကိုကြည့်ပြီးအသေးရစရာကောင်းအောင်ဝိုင်းဥကြပြန်တယ်။အိမ်ထဲမှာဘယ်သူမှမရှိပေမဲ့ပရင်းပေါက်တွေကအလိုလိုပွင့်သွားတာမျိုးတွေဖြစ်လာတယ်။အမေအိမ်ကတမျိုးကြီးပဲနော်။အဖေတကယ်ပဲခီးထွက်သွားတာလို့လူတွေကယုံကြပါမလား။မျိုးမျိုးကစိုးရိမ်တကြီးနဲ့မေးလိုက်တယ်။ယုံတာမယုံတာအရေးမကြီးပါဘူးအေးငါတို့ဒီအိမ်ကြီးမှာအေးအေးဆေးဆေးနေရဖို့ပဲအရေးကြီးတယ်။ညီတို့တွေရှာရှည်မနေကြနဲ့။ဒေါ်တန်းရင်ကသူမရဲ့ခိုင်မာတဲ့အတန်နဲ့အမှန်တရားကိုကွန်ကရစ်တွေအောက်မှာဖုံးကွယ်ထားနိုင်ပြီလို့ထင်နေတော့မယ်။ဒါပေမဲ့အိမ်ကြီးကတော့စတင်ပြီးအသက်ဝင်လာခဲ့ပါပြီ။တိုက်ကြီးပြီးစီးသွားတဲ့အခါမရယာမျိုးရဲ့ကမ်းနားလက်တစ်လျှောက်မှာအဲ့ဒီလေးတက်တိုက်သစ်ကြီးကအထင်ကရဖြစ်နေတယ်။ခင်မီတဲ့ဒီဇိုင်းတောက်ပတဲ့ဆေးရောင်တွေနဲ့ကြည့်လိုက်ရင်အရန်ကိုကြက်တည်းရှိလာပါတယ်။ဒေါ်တန်းရင်တို့မိသားစုဟာအိမ်သစ်တဲ့မင်္ဂလာကိုခန်းခန်းနာနာကျင်းပခဲ့ကြတယ်။တော်ဦးလေးကြီးကခုတည်းထိပြန်မလာသေးဘူးလား။အဲ့ဒီတယောက်ရဲ့အမေးကိုဒေါ်တန်းရင်ကအေးအေးဆေးဆေးပဲပြုံးပြီးပြန်ဖြေလိုက်တယ်။ဟုတ်ပါအေး तू ကတော့သိတဲ့အတိုင်းပဲစီးပွားရေးဆိုရင်မိသားစုကိုတောင်မေ့နေတာငယ်ဘက်မှာအလုပ်တွေရှုံနေလို့ပြန်မလာနိုင်သေးဘူးတဲ့
ဒေါ်တန်းရဲ့စကားကတည်ငြိမ်နေပေမဲ့သူမရဲ့သမီးမျိုးမျိုးနဲ့တမက်မောင်မိုးတို့ဟာတယောက်မျက်နှာတယောက်ကြည့်လိုက်မိကြတယ်။သူတို့တည်တာပေါ့အဖိုးကြီးကသူတို့ခြေထောက်အောက်ကကုကရစ်သားတွေကြားမှာနားကြီးမှုတွေနဲ့အတူရှိနေတယ်ဆိုတာအိမ်တက်ပွဲပြီးလို့ညဘက်ကိုရောက်တဲ့အခါမိသားစုအားလုံးပင်ပန်းလို့အိပ်ပျော်နေကြတော့ဝုန်းအပေါ်တက်ကနေတခုခုပြုတ်ကျလာတဲ့အတန်ကြောင့်မောင်မိုးတယောက်လက်နိုးလာခဲ့ပါတယ်။မျိုးရီမျိုးထပါအောင်အပေါ်တက်မှာတခုခုဖြစ်နေတယ်လို့ပဲမောင်မိုးကဓမီလေးကင်ပြီးအပေါ်တက်ကိုတက်သွားတယ်။အိမ်ကအသစ်ဆက်မှုဘာမှပျက်စီးစရာမရှိသေးဘူး။ဒါပေမဲ့တတိယတဲ့လေကားထိပ်ကိုရောက်တဲ့အခါမောင်မိုးကြောရိုးတဲ့ကစိမ့်တက်သွားတယ်။အမောင်ထဲမှာလူတစ်ယောက်ရဲ့အရေးကြီးကဝရဏနာမှာရက်လို့အဖေလားမောင်မိုးတုံတုံရင်းရင်းနဲ့မေးလိုက်ပေမဲ့အဲ့ဒီအရေးကြီးကဘာမှပြန်မပြောဘူးဖြည်းဖြည်းချင်းလှည့်ကြည့်လာတဲ့အခါလူမျက်နှာမဟုတ်ပဲကွန်ကရစ်တွေပြေကျန်ပြီးမျက်လုံးအိမ်တွေဟောက်နေတဲ့ရုပ်ပြက်ဆင်းပြက်မျက်နှာကြီးဖြစ်နေတယ်မောင်မိုးအော်ဟစ်ပြီးအောက်ထပ်ကိုပြေးဆင်းလာခဲ့လိုက်ပါတယ်အမေကျွန်တော်အဖေရှိနေတာကိုတွေးလိုက်တယ်ဒေါ်တန်းရင်ကသူမအခန်းထဲကထွက်လာပြီးမောင်မိုးကိုဖျက်ရိုက်လိုက်တယ်ယူနေလားမောင်မိုးအိမ်ကြီးချင်းတွေကြားကုန်မယ်နော်ညစိတ်ထင်လို့ဖြစ်မှာပါအဲ့ဒီအဖိုးကြီးကတည်သွားပြီဘရောမှပြန်မလာတော့ဘူးဒေါ်တန်းရင်ကခက်ထန်စွာပြောလိုက်ပေမဲ့သူမကိုယ်တိုင်လည်းတတိထားမိတာတခုရှိနေတယ်အိမ်ထဲကလေးတူကအရင်ကထက်ပိုပြီးအေးဆက်လာပါတယ်ပြီးတော့ငင်ညီတဲ့ကိုတောင်ဘက်ကနေညာတိုင်းဂျစ်နဲ့လက်သေးနဲ့ကုတ်တဲ့အတန်းတွေကိုကြားနေရတာပဲ16နှစ်အရွယ်တားကြီးအောင်နဲ့73နှစ်အရွယ်သမီးငယ်လေးစန်နီတို့ဟာအစာပိုင်းမှာတော့အိမ်အစ်စ်ကြီးမှာကိုပိုင်အခန်းတွေရလို့ပျော်နေကြတာပေါ့ဒါပေမဲ့အိမ်ပြောင်းလာပြီးတစ်ပတ်အကြာမှာတော့သူတို့တွေရဲ့ပျော်ရွှင်မှုကကြောက်လန့်မှုတွေအဖြစ်ကိုပြောင်းလဲသွားတယ်ကိုကြီးတမိကြောက်တယ်စန်နီလေးကညတကောင်မှာအောင်ရဲ့အခန်းထဲကိုငိုပြီးဝင်လာတယ်ဘာဖြစ်လို့လဲညီမလေးရဲ့အိမ်မက်ဆိုးတွေမက်လို့လားမဟုတ်ဘူးကိုကြီးရဲ့တမိကလေးအောင်မှာတယောက်ရောက်နေတယ်လို့ပဲအသက်ရှူတန်ကြီးကလည်းပြင်းပြင်းကြားနေရတာပြီးတော့လေငါ့ကိုထုတ်ပေးကြပါလို့ပြောနေတာကိုကြားရတယ်အောင်ကညီမလေးကိုချော်ပြီးအိတ်ခိုင်းလိုက်ပေမဲ့သူကိုယ်တိုင်လည်းထူးဆန်းတာတွေကိုကြုံနေရတယ်သူအခန်းထဲကမှန်ထဲမှာကြည့်လိုက်တိုင်းသူ့နောက်မှာခါကုန်းပြီးရက်နေတဲ့အဖိုးကြီးတစ်ယောက်ကိုမကြာခဏမြင်တွေ့နေရတယ်အဲ့ဒီအဖိုးကြီးကသူ့အဖိုးနဲ့တူပေမဲ့ညနာကတော့သွေးတွေရဲနေတယ်။တနေ့အောင်ကမြင်းကြီးတဲ့ဘာဘောလုံးကစားနေတော့ဘောလုံးကအဖိုးကြီးကိုမြုပ်ထားတဲ့အုံမြင့်နေရနာကိုလိန်သွားတယ်။သူဘောလုံးကိုသွားကောက်တဲ့အချိန်မှာကျမ်းပြင်ကကုကရစ်သားတွေကဘိုက်လုံနေတယ်လို့မျိုးနှိတ်တုံမြင့်တုံဖြစ်နေတာကိုတွေ့လိုက်ရတယ်။ဟမ်ဒါပါကြီးလေ။သူအနာကကြည့်လိုက်တဲ့အချိန်မှာကွန်ကရစ်တွေကြားထဲကနေသွေးရောင်လွှမ်းနေတဲ့လက်ချောင်းလေးတစ်ခုကထွက်လာပြီးသူ့ရဲ့ခြေချင်းဝက်ကိုလှမ်းဖမ်းလိုက်တယ်။အာအောင်တယောက်ကြောက်လန့်တကြားနဲ့អော်လိုက်တဲ့အတန်ကြောင့်မိသားစုအားလုံးပြေးဆင်းလာကြတယ်။ဒေါ်တန်းရင်ကအခြေအနေကိုကြည့်လိုက်ပြီးမျက်စိမျက်နှာပြက်သွားတယ်။သူမသိလိုက်ပြီးအဖိုးကြီးရဲ့ဝိညာဉ်ကဒီအိမ်ထဲမှာတင်ရှိနေတာမဟုတ်ဘူး။ဒီမြေကြီးအောက်ကနေသူတို့ကိုတယောက်ချင်းစီဆွဲခေါ်ဖို့ကြိုးစားနေပြီဆိုတာ။တမီးရေမျိုးတို့တွေဖုန်ကြီးပင့်ပြီးအိမ်မှာပရက်ရွတ်ကြရအောင်။ဒီတိုင်းဆိုရင်မဖြစ်တော့ဘူးနော်။ဒေါ်တန်းရင်ကတိုးတိုးလေးပြောလိုက်တယ်။ဒါပေမဲ့သူမမသိတာကသွေးစွန်းတဲ့လက်တွေနဲ့တက်ခဲ့တဲ့အပြစ်ဟာပရိတ်ရွယုံနဲ့ပျောက်ကွယ်သွားမှာမဟုတ်ဘူးဆိုတာပါပဲ။6လက်မှုတွေကအခုမှအစပဲရှိပါသေးတယ်။ဒေါ်တန်းရင်ဟာစိတ်မလုံးကြုံတာကြောင့်ရောရဲတွေကြောက်နေတာကြောင့်ရောနီးစပ်ရာဘုန်းကြီးကျောင်းကဆရာတော်တွေကိုပင့်ပြီးအိမ်မှာအန္တရာယ်ကင်းပရိတ်ရွတ်ဖို့စီစဉ်လိုက်တယ်။ဒါပေမဲ့စိတ်ထဲမှာတော့တခုပဲကြောက်နေမိတယ်။အဖိုးကြီးရဲ့အလောင်းရှိတဲ့နေရာကိုတယောက်ယောက်ရိပ်မိသွားမှာကိုပါ။မောင်မိုးအဲ့ဒီအုံမြင့်နေရာပေါ်မှာကော်စောထူကြီးခင်းထားလိုက်နော်ဘယ်သူမှမနှင်းမိစေနဲ့ဒေါ်တန်းရင်ကတမက်ဖြစ်သူကိုမှာကြားထားလိုက်တယ်ဆရာတော်ကြီးကြွလာပြီးပရိတ်ရွတ်တဲ့အချိန်မှာထူးဆန်းတဲ့အဖြစ်ပြက်တစ်ခုစဖြစ်တော့တာပါပဲဆရာတော်ကအန္တရာယ်ကင်းပရိတ်တော်ကိုရွတ်ဖတ်နေတော့မှပဲတိုက်တစ်ကြီးတစ်ခုလုံးတုန်ခါသွားတယ်အပေါ်ဓာတ်ကပရိဘောဂတွေအလိုလိုရွေ့ရှားတန်တွေတကားတွေဝုန်းကနေစောင့်ပိတ်တန်တွေကပရိတ်ရွတ်တန်ကိုလွှမ်းမိုးသွားပါတယ်ဟင်းဒါဘာဖြစ်တာလဲမျိုးကကြောက်လန့်တကြားနဲ့អော်လိုက်တယ်။ဆရာတော်ကမျက်မှောင်ကျုပ်လိုက်ပြီးဒကမကြီးဒီအိမ်မှာမကျွတ်မလွတ်တဲ့ဝိညာဉ်ကအတော်ကိုနာကြီးနေတာပဲ။သူ့ရဲ့ရန်ညိုးကအရန်ကိုကြီးမားနေတယ်။အမှန်တရားကိုဖုံးကွယ်ထားသူရတော့ဒီအိမ်ကအေးချမ်းမှာမဟုတ်ဘူးလို့မိန့်ကြားလိုက်တယ်။ဒေါ်တန်းရည်တယောက်မျက်နှာပြက်သွားပြီးအမှန်တရားကိုထုတ်ပြောဖို့ဝေးစွာ
ဆရာတော်တွေကိုတောင်အမြန်ပြန်ကြွဖို့အတွက်လောဆော်လိုက်ပါတော့တယ်။အဲ့ဒီညမှာပဲမိတွေထိန်ထိန်လေးနေအောင်ထွန်းထားတဲ့တိုက်သစ်ကြီးကရုတ်တရက်ဆိုသလိုပဲမှောင်တိကျသွားခဲ့တယ်။အမှောင်တူထဲမှာတအိမ်လုံးအေးစိမ်လာပြီးကန္နာလန့်ကလေပြင်းတွေကတိုက်ကြီးကိုဝါမြုံမတက်တိုက်ခတ်နေတယ်။မေကျွန်တော်ခန်းထဲမှာတယောက်ယောက်ရှိနေတယ်။မောင်မိုးရဲ့အခန်းထဲကနေအော်တန်ထွက်လာတယ်။မောင်မိုးကဂရင်ပေါ်မှာထိုင်နေတုန်းသူ့ရဲ့ခြေထောက်ကိုအေးဆက်ဆက်လက်ကြီးတစ်ဖက်ကလာကိုင်းနာကိုခန်းစားလိုက်ရတယ်။သူဓမီနဲ့ထိုးကြည့်လိုက်တော့ဂရင်ချေရင်းမှာအဖိုးကြီးဦးတင်မောင်ကရက်နေတယ်။ဒါပေမဲ့ထူးဆန်းတာကအဖိုးကြီးရဲ့ကိုယ်လုံးကကွန်ကရစ်တွေနဲ့ဖုံးလွှမ်းနေပြီးမျက်လုံးအိမ်ထဲကနေသွေးတွေအစားဘီလက်မြေရည်တွေစီးကျနေတာပါပဲ။မင်းတို့ငါ့ကိုတတ်ခဲ့ကြတယ်။မင်းတို့အားလုံးငါနဲ့အတူလိုက်ခဲ့ရမယ်။အဖိုးကြီးရဲ့အတန်ကလဲချောင်းထဲမှာတဲတွေတင်နေသလိုတုံတုံရင်ရင်ကြီးထွက်လာတယ်။မောင်မိုးတယောက်ကြောက်လန့်တကြားနဲ့အခန်းပြင်ကိုပြေးထွက်ဖို့ကြိုးစားပေမဲ့တကားကအပြင်ဘက်ကနေပိတ်ထားသလိုဖွင့်လို့မရတော့ဘူး။အဲ့ဒီညကစပြီးဒီမိသားစုဟာအိမ်တစ်ကြီးရဲ့အကျဉ်းသားတွေဖြစ်သွားကြပါတယ်။အပြင်ကနေကြည့်ရင်လှပတဲ့တိုက်တစ်ကြီးဟာအတွင်းထဲမှာတော့ငရဲကန်းကြီးတစ်ခုလိုပြောင်းလဲသွားခဲ့ပါပြီ။ငါတို့ဒီအိမ်မှာနေတာ15ရက်လောက်ပဲရှိသေးတယ်။မျိုးမျိုးကမျက်ကွင်းတွေညိုပြီးတုံတုံရင်ရင်နဲ့ပြောနေတယ်။သူမတို့ဇနီးမောင်နှံဟာညစဉ်ညတိုင်းဦးတင်မောင်ရဲ့အော်တန်တွေရံဖြစ်တန်တွေကိုကြားနေရတယ်။အဆိုးဆုံးကတော့ဒေါ်တန်းရင်ပဲ။သူမဟာတစ်ချိန်လုံးတယောက်တည်းစကားတွေပြောနေပြီးသွားငါနားကိုမလားနဲ့နေဖောက်ပြန်တာလေနေကိုတက်တာမှန်တယ်နေကိုငါတက်လိုက်တာအမှန်ဆုံးပဲအဲ့ဒီလိုအော်ဟစ်နေတတ်တယ်လာကွယ်ညတကောင်းရန်အချိန်မှာတော့ဒေါ်တန်းရင်တယောက်ရေးစာလို့အခန်းပြင်ကိုထွက်လာခဲ့တယ်အိမ်ကြီးကအမှောင်အတိသူမလေကားအတိုင်းတဖြည်းဖြည်းတက်လာပြီးလေကားထိပ်ကိုရောက်တဲ့အခါမှာတော့အမှောင်ထဲကနေလက်တစ်ဖက်ကသူမရဲ့ခြေချင်းဝက်ကိုလှမ်းဖမ်းလိုက်တယ်အမေဘယ်သွားမလို့လဲဒေါ်တန်းရင်လန့်သွားတယ်အတန်ကသူမသမီးမျိုးမျိုးရဲ့အတန်နဲ့တူပေမဲ့အေးဆက်လွန်လာတယ်။သူမငုံကြည့်လိုက်တော့သူမရဲ့ခြေထောက်ကိုကင်ထားတာမျိုးမျိုးမဟုတ်ပဲကွန်ကရစ်တွေပေးကျန်နေတဲ့အဖိုးကြီးဦးတင်မောင်ရဲ့လက်ကြီးဖြစ်နေတယ်။လွတ်ဆန်းဒေါ်တန်းရင်ကရုန်းကန်လိုက်တယ်။ဦးတင်မောင်ကသူမကိုစူးစူးဝဝစိုက်ကြည့်ပြီးနေငါကိုမြင်မြုပ်ခဲ့တဲ့နေရာကိုလာအောင်လေ။အဲ့ဒီလိုပြောပြီးသူမကိုလှေကားပေါ်ကနေအားနဲ့တွန်းချလိုက်ပါတော့တယ်။ဒေါ်တန်းရင်ရဲ့ခန္ဓာကိုယ်ဟာလေကားမှဒလိမ့်ခောက်ကွေးပြုတ်ကျသွားတယ်။သူမရဲ့ခေါင်းကအုံမြင့်ရှိတဲ့နေရာနာကကွန်ကရစ်သားနဲ့စောင့်မိပြီးပွင့်ထွက်သွားတယ်။သွေးတွေကအဖိုးကြီးဦးတင်မောင်ကိုမြုပ်ထားတဲ့နေရာပေါ်ကိုစီးကျသွားပါတော့တယ်။ဒေါ်တန်းရင်ဟာမျက်လုံးကြီးအပြူသားနဲ့နေရာမှာတင်ပဲပွဲချင်းပြီးတည်ဆုံသွားခဲ့ပါပြီ။ဒေါ်တန်းရင်ရဲ့အလောင်းဟာသူမကိုယ်တိုင်စိတ်ကြိုက်ခင်းကျင်းခဲ့တဲ့ကွန်ကရစ်သားတွေပေါ်မှာသွေးတွေအိုင်ထွန်းနေပါတယ်။ထူးဆန်းတာကအဲ့ဒီသွေးတွေဟာကြမ်းပြင်တဲ့ကိုစိတ်ဝင်သွားပြီးအောက်ကကွန်ကရစ်သားတွေကတော့သွေးတွေကိုငတ်ပွန်တကြီးနဲ့တောက်သုံးနေသလိုပါပဲ။ရောက်ခမဖြစ်သူဒေါ်တန်းရင်တည်ဆုံသွားပြီးတဲ့နောက်မောင်မိုးဟာပြင်းထန်တဲ့စိတ်ဝေဒနာကိုခံစားလာရပါတယ်။သူဟာညစဉ်ညတိုင်းအိတ်မပျော်ပဲမျက်စိမိတ်လိုက်တဲ့အချိန်တိုင်းမှာအဖိုးကြီးဦးတင်မောင်ရဲ့ကွန်ကရစ်တွေပေးကျန်နေတဲ့လက်ချောင်းတွေဟာသူ့ရဲ့လက်ဘင်းကိုလာညှစ်နေတယ်လို့မျိုးခံစားနေရပါတယ်။မျိုးရဲ့ငါတို့ဒီအိမ်ကနေပြောင်းကြရအောင်အမေလည်းတည်ပြီးတော့ကြာငါတို့လည်းတည်နေအောင်မယ်။မောင်မိုးကမျိုးမျိုးကိုအဲ့ဒီလိုပြောပေမဲ့မျိုးမျိုးကတော့သူမဟာအမေဖြစ်သူတည်ဆုံးမှုကိုကြည့်ပြီးစိတ်ဖောက်ပြန်တယ်လို့ဖြစ်နေပါတယ်။သူမကအိမ်ကြီးကိုတကားတွေအကုန်ပိတ်ပြီးဘသူ့ကိုမှအပြင်ကိုပေးမထွက်တော့ဘူး။မသွားရဘူး။ဒါငါတို့အိမ်ငါတို့ပိုင်တဲ့အိမ်ဖေကဒီအောက်မှာရှိနေတာငါတို့သူ့ကိုစောင့်ရမယ်မောင်မိုးဟာဇနီးဖြစ်သူရဲ့ကြောက်စရာကောင်းတဲ့အပြုံးကိုကြည့်ပြီးလန့်သွားတယ်သူဟာလေးတက်ကိုပြေးတက်သွားခဲ့တယ်လေးတက်ဝရဏမှာရက်ပြီးကန်းနာလန့်ကလေးအေးတွေကိုရှူရှိုက်ဖို့ကြိုးစားပေမဲ့သူ့နောက်ကနေအေးဆက်ဆက်အသက်ရှူတန်ကြီးတစ်ခုကိုကြားလိုက်ရတယ်မင်းငါ့ကိုကူတက်ခဲ့တာမလားငါရဲ့အလောင်းကိုဖျောက်ပြက်တဲ့ထဲမှာမင်းပါနေတယ်အတန်ကနားတဲ့ကိုကပ်ပြောနေသလိုမောင်မိုးလှည့်ကြည့်လိုက်တော့ဘယ်သူမှမရှိပါဘူးဒါပေမဲ့သူ့ရဲ့ခြေထောက်တွေကတော့ဝရဏလက်ရန်ပေါ်ကိုအလိုလိုတက်နေမိပြီသူ့ရဲ့မျက်စိထဲမှာလေးထက်တိုက်ဝရဏကနေမြင်နေရတဲ့မြေပြင်ကြီးဟာလှပတဲ့ရေကန်ကြီးတစ်ခုလိုပါပဲလာလေးကိုမို့ရေကန်ထဲကိုလာခဲ့ရေကန်ထဲကနေဇနီးဖြစ်သူမျိုးမျိုးကလက်ရက်ခေါ်နေတာကိုတွေ့လိုက်ရတယ်ရောက်ခမဖြစ်သူဦးတင်မောင်ကအောက်ထက်မြေပြင်ကနေလက်ရက်ခေါ်နေတယ်မောင်မိုးဟာစိတ်ကိုမထိန်နိုင်တော့ပဲကျွန်တော်လာပြီအဖေ
အဲ့ဒီလိုအော်ဟစ်လိုက်ပြီးလေးတက်ပေါ်ကနေခုန်ချလိုက်ပါတော့တယ်။မောင်မိုးရဲ့ခန္ဓာကိုယ်ဟာမြေပြင်နဲ့စောင့်မိပြီးအယိုးတွေတကြွကြွကြေးမွသွားတယ်။သူ့ရဲ့အလောင်းကလည်းအဖွားကြီးတည်ခဲ့တဲ့နေရာနဲ့မနီးမဝေးမှာပဲပလက်လန်းလျက်သား။အိမ်ကြီးထဲမှာအခုတော့မျိုးမျိုးနဲ့ကလေးနှစ်ယောက်ပဲကြံခဲ့ပါတော့တယ်။အောင်အောင်နဲ့ဆန်နီတို့ဟာအခန်းထဲမှာပဲတယောက်ကိုတယောက်ဖက်ပြီးတုံနေကြတယ်။သူတို့အဖေနဲ့အဖွားတီတာကိုမြင်လိုက်ရပေမဲ့သူတို့အမေကတော့ထူးဆန်းစွာငြိမ်သက်နေတယ်။မမေသမီးတို့ဒီကနေထွက်သွားရအောင်နော်ကြောက်လို့ပါအမေရဲ့ဆန်နီကငိုယိုပြီးတောင်းပန်တယ်မျိုးမျိုးကသမီးဖြစ်သူကိုစိုက်ကြည့်ပြီးနင်တို့သွားချင်ရင်သွားကြငါကတော့ငါဖေကိုတယောက်တည်းမထားခဲ့နိုင်ဘူးငါဖေကကားခိုတောင်ထဲမှာငါကိုစောင့်နေတယ်အဲ့ဒီလိုပြောပြီးကားခိုတောင်ရှိရာဘက်ကိုရိုင်တိရိုင်တိုင်နဲ့ရှောက်သွားပါတယ်ကားခိုတောင်ထဲမှာတော့မှောင်အတိဖြစ်နေပြီးမျိုးမျိုးဟာကားဘေးမှာရက်နေတဲ့ဖိုးကြီးဦးတင်မောင်ရဲ့အရေးကိုမြင်နေရတယ်အဖိုးကြီးကသူ့လက်ထဲမှာကြိုးတစ်ချောင်းကိုကင်ထားပြီးမျိုးမျိုးကိုကမ်းပေးတယ်။သမီးလေးကဖေရဲ့ချစ်ဆုံးသမီးပဲ။သမီးရဲ့အမေကိုကူပြီးအဖေကိုတတ်ခဲ့ပေမဲ့အခုချိန်မှာတော့အဖေတို့တူတူနေကြရအောင်နော်။မျိုးမျိုးဟာစိတ်ဖောက်ပြန်နေပြီဖြစ်လို့အဖိုးကြီးပေးတဲ့ကြိုးခွင်းကိုဝမ်းသာအားရယူလိုက်တယ်။သူမဟာကားကိုယ်တော်ရဲ့တန်တန်းပေါ်မှာကြိုးကိုချီလိုက်ပြီးကြိုးခွင်းထဲကိုခေါင်းရှို့လိုက်တယ်။သူမနောက်ဆုံးမြင်လိုက်ရတာကတော့သူမရဲ့အဖေဟာခြေထောက်အောက်ကခုံကိုကန်ထုတ်လိုက်တာပဲဖြစ်ပါတယ်မျိုးမျိုးရဲ့လေပင်ကကြိုးခွင်းထဲမှာတင်းကျပ်သွားပြီးသူမရဲ့ခန္ဓာကိုယ်ဟာကားကိုယ်တောင်ထဲမှာရိမ်ထိုးနေပါတော့တယ်မိသားစု3ယောက်စလုံးဟာအဖိုးကြီးကိုတတ်ခဲ့တဲ့အပြစ်ကြောင့်အသက်ပေးလိုက်ရပါပြီအိမ်ကြီးထဲမှာတော့သွေးညီနှံတွေလွှမ်းနေပြီးအောင်အောင်နဲ့ဆန်နီတို့ဟာသူတို့ရဲ့အမေအလောင်းကိုကားကိုတောင်ထဲမှာတွေးလိုက်ရတဲ့အခါမှာတော့လုံးဝမနေရဲကြတော့ဘူးကလေးနှစ်ယောက်ဟာဘာပစ္စည်းကိုမှမယူဘဲအိမ်ကြီးရဲ့အပြင်ဘက်ကိုအလန့်တကြားပြေးထွက်ခဲ့ကြပါတယ်ပြေးညီမလေးရေပြေးထားပြေးကြဆိုညီမလေးရေကလေးနှစ်ယောက်ဟာကန်းနာလန်းအတိုင်းပြေးရင်အတော်ဝေးဝေးကိုရောက်တဲ့အခါမှာတော့နောက်ကိုတစ်ချက်လက်ကြည့်လိုက်မိတယ်လေးတက်တိုက်တစ်ကြီးရဲ့ပရင်းပေါက်တိုင်းမှာလူရိတ်တွေအပြေးသူတို့နှစ်ယောက်ရဲ့အဖေမေနဲ့အဖိုးဖွားတွေဟာဝရဏမှာတန်းစီရက်နေပြီးကလေးတွေကိုကြည့်နေကြတယ်သူတို့အားလုံးရဲ့မျက်နှာတွေကကွန်ကရစ်ရောင်တွေဖြစ်နေပြီးသွေးဆုပ်ဖုတ်ကောင်းတွေလိုစိုက်ကြည့်နေကြတာအောင်နဲ့ဆန်နီတို့ဟာတခြားမျိုးကဆွေမျိုးတွေစီကိုထွက်ပြေးသွားပြီးအဲ့ဒီအိမ်ကြီးကိုတော့ခတ်ပြီးပြစ်ထားလိုက်ကြပါတော့တယ်။ယနေ့တိုင်အောင်မတရားမျိုးကန္နာလန်အနီးကအဲ့ဒီလေးတက်တိုက်ကြီးဟာလူမနေတော့ပဲတော့ခတ်လျက်သားရှိနေသေးပါ။အိမ်ကြီးကတစ်လွင်နေတုံးဖြစ်ပေမဲ့ဘသူမှဝယ်ဖို့မဝင်ရဲကြပါဘူး။အိမ်နီးချင်းတွေကတော့ညာတိုင်းထူးဆန်းတဲ့အတန်တွေကိုကြားနေရတယ်လို့ဆိုကြတယ်။နေဘာလို့မိမရှုပ်တာလဲ။ငါ့ကိုတတ်တဲ့ကောင်မကြီးနင့်ကငါမကျွတ်လို့စေရဘူး။ဘာမှတ်နေလဲအမေမလုပ်ပါနဲ့အဖေရဲ့စိတ်ချော့ပါနော်အဖိုးကြီးဖွားကြီးတို့ရဲ့ရံဖြစ်တန်တွေသမီးနဲ့တမက်တို့ရဲ့တားဆီးတဲ့အတန်တွေအော်ဟစ်တန်တွေဟာညနှက်တဲ့အခါအိမ်ကြီးတဲ့ကနေပဲ့တင်ထက်ထွက်လာတတ်တယ်ရေကြီးထဲမှာမြုပ်နေတဲ့အမှန်တရားကတော့ကွန်ကရစ်တွေအောက်မှာပုတ်ဆက်နေဆဲဖြစ်ပြီးအဲ့ဒီတိုက်ကြီးဟာလည်းဗရယာမျိုးရဲ့6ချားဆုံးအိမ်ကြီးတစ်လုံးအဖြစ်ရှိနေပါတော့တယ်အခုဆိုရင်တော့မရယာမြို့ကန္နာလန်းကလေးတက်တိုက်တစ်ကြီးရဲ့မြေကြီးအောက်မှာမြုပ်ထားတဲ့ကြောက်မဲ့ဖွယ်ရအမှန်တရားတွေကိုပရိသတ်တို့သိရှိသွားခဲ့ကြပါပြီ။စီးပွားဥစ္စာတွေအဆောင်အယောင်တွေနဲ့ဘလောက်ပဲဖုံးကွယ်ထားပါစေမတရားသဖြင့်တပ်ဖြတ်ခဲ့တဲ့အပြစ်တစ်ခုဟာကိုကရစ်သားတွေကိုတောင်ဖောက်ထွက်ပြီးဒလစားခြေတတ်တယ်ဆိုတာဒီမိသားစုရဲ့အဖြစ်အပျက်ကတက်သေးပါပဲ။ဒီနေ့ထိတိုင်အောင်အဲ့ဒီတိုက်ကြီးနာကဖြတ်သွားသူတိုင်းဟာ6ချားဖွယ်ရာအော်တန်တွေကိုကြားနေရဆဲဖြစ်တယ်လို့အိမ်ကြီးရဲ့ဝရဏပေါ်မှာသွေးရောင်လွှမ်းနေတဲ့မျက်လုံးတွေနဲ့လူရိပ်တွေကလမ်းသွားလမ်းလာအားလုံးကိုစိုက်ကြည့်နေကြပါတယ်။တင်တို့ရဲ့ပတ်ဝန်းကျင်မှာရောအခုလိုမျိုးလှပတဲ့တိုက်တစ်ကြီးတွေရဲ့အောက်မှာဘယ်လိုမျိုးလှုပ်ဝက်ချက်တွေမြုပ်နှံထားသလဲဆိုတာသိချကြည့်ဘူးကြရလား။နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်6ချားစရာဇာတ်လမ်းတွေနဲ့ပြန်လည်ဆုံတွေ့ကြပါဦးမယ်ရှင်။